ညလည်းနှက်လာပြီအလွမ်းတွေကလည်းထက်လာပြီနှလုံးသားအပြက်ပြက်အရှရှတန်ရပလဘွားဒီတညကုန်သွားလေအမမုံနေအောင်မှပဲလူလောကကြီးတဲ့ဘာလို့များမိမတယောက်ဖြစ်ဆွဲခေါ်လာကြရလဲအမရောဘာလို့ညီမရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်ရလဲအမပေးတဲ့တန်ရာလေးတွေကိုဒီဥတရတိန်းထားတယ်။ငါရတိတ်အရသာရှိရဲ့။ညီမမျက်ရည်ချောင်းစီရင်မောင်းတီးပေးတာလာခဲ့။အမနဲ့အတူအလူလုပ်ချင်တယ်။ညီမရဲ့အချစ်တွေအားလုံးအမကိုလူမယ်။အလူလုပ်ကလေးတည်သွားရင်တော့တန်နေရမှာအမနဲ့ဆုံကောင်းဆုံနိုင်မယ်မလား။